ပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ YouTube channel ကနေဒဏ္ဍာရီအကြောင်းတွေရာဇဝင်အကြောင်းတွေနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့မွေမိတ်ဆာမက်ဒူဆာရဲ့မိဘလေးနဲ့သူမရဲ့ကြေကွဲဖွယ်ရာဇလန်းလေးပဲဖြစ်ပါတယ်ရှင်မက်ဒူဆာလို့ပြောလိုက်တာနဲ့လူတိုင်းကမွေတွေနဲ့စပင်မှာအစားထိုးထားပြီးအကြည့်တစ်ချက်နဲ့ကြောက်ဖြစ်စေနိုင်တဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့မိစ္ဆာတစ်ကောင်ပြင်းမြင်တတ်ကြပါတယ်။ဒါကလည်းလူတိုင်းလူပါပဲ။မက်ဒူဆာဟာမွေးကလေးကဒီလိုမျိုးမွေးဖွားလာခဲ့ရလား။သူမရဲ့မိဘတွေကရောဘယ်သူတွေလဲ။ဒါတွေကိုသိချင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်ဖိတ်ကြားလိုက်ပါတယ်ရှင်။နောက်လည်းကျမရဲ့ channel မှာဒီလိုဗီဒီယိုလေးတွေတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel ကိုsubscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်။ကဲဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ရှင်။မက်ဒူဆာဟာမွေတွေနဲ့စပင်ကိုအစားထိုးထားတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အမျိုးသမီးပုံစံရှိတဲ့ဂေါ်ဂွန်ညီမ3ဦးရဲ့တဦးဖြစ်ပါတယ်။သူမရဲ့ညီမတွေကတော့စတီနိုနဲ့ယူရီအဲဖြစ်ပြီးသူတို့2ဦးကတော့မတင်မျိုးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့မက်ဒူဆာကတော့တင်မျိုးတဦးပဲဖြစ်ပါတယ်။ဆိုလိုချင်တာကမက်ဒူဆာလူသားတစ်ယောက်ပါဂရိတန်နာကြီးမှာတော့မက်ဒူဆာရဲ့မိဘတွေကိုအများအားဖြင့်ဖောစစ်နဲ့စီတိုဖြစ်တယ်လို့ဆိုကြပါတယ်။ဖောစစ်ဟာပင်လယ်နက်ရဲ့အန်ဒီရယ်တွေကိုကိုစားပြုတဲ့ရှေးဦးပင်လယ်နက်ဖျားတစ်ပါးဖြစ်ပါတယ်။စီတိုဟာလည်းပင်လယ်မိတ်ဆာတွေနဲ့သမုဒ္ဒရာရဲ့အန်ဒီရယ်တွေနဲ့ဆက်တဲ့ရှေးဦးပင်လယ်နက်ဖျားမှတစ်ပါးဖြစ်ပါတယ်။သူတို့ဟာဂေါ်ဂွန်ညီမ3ဦးနဲ့တခြားကြောက်မက်ဖွယ်ကောင်းတဲ့တတဝါတွေအပါအဝင်မိစ္ဆာမျိုးဆက်အများအပြားကိုမွေးဖွားခဲ့ပါတယ်။မက်ဒူဆာအကြောင်းပြောရမယ်ဆိုရင်အစောပိုင်းမှတ်တမ်းတချို့မှာမက်ဒူဆာနဲ့သူမရဲ့ညီမတွေကိုမိစ္ဆာတွေအဖြစ်မွေးဖွားလာတယ်လို့ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ကဗျာဆရာအိုဗစ်ရဲ့ပြောကြားချက်အရမက်ဒူဆာရဲ့အကြောင်းကိုပုံစံအသစ်တစ်ခုအနေနဲ့သိမြင်လာရပါတယ်။မက်ဒူဆာဟာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီးသူမမှာတောက်ပြောင်ပြီးရှည်လျားတဲ့ရွှေဝါရောင်စပင်လေးရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီခေတ်အခါကမက်ဒူဆာဟာအလှဆုံးအမျိုးသမီးတစ်ဦးဖြစ်ပြီးနဖျားမတွေကပါမနာလူရလောက်အောင်လှပလွန်းသူပဲဖြစ်ပါတယ်။ဒီလိုလှပနေတာဟာပဲသူ့ကိုအနေအများစေခဲ့တာပါ။နဖျားတွေရဲ့စိတ်ကွက်ခြင်းခံရတဲ့လူဟာဘလောက်ဆင်းရဲဒုက္ခရောက်ရလဲဆိုရင်ဂရိတန်နာကြီးဖတ်ဖူးတဲ့လူဆိုတိမှသိကြပါပဲ။အဲ့ဒီအချိန်တုန်းကမက်ဒူဆာရဲ့အလှဟာအလွန်ကြော်ကြားတာကြောင့်မက်ဒူဆာကိုယောက်ျားတိုင်းလိုအနုနီးနဲ့ရောအကျန်းနီးနဲ့ပါတုံးပြီးပိုင်ဆိုင်ဖို့ကြိုးစားကြပါတယ်။ဒါကြောင့်မက်ဒူဆာဟာယောက်ျားလေးတွေနဲ့ဝေးရာအတီနာရဲ့ဗိမာန်တော်ကိုလာခဲ့ပြီးအတီနာကိုအကူအညီတောင်းခံခဲ့ပါတယ်။နဖျားတွေအများကြီးတဲကမှမိမိကိုရွေးချယ်ခဲ့တဲ့အတွက်အတီနာဟာသဘောကျပေမဲ့လည်းသူကလည်းတခြားနဖျားမတွေလိုပဲမက်ဒူဆာကိုမနာလိုသူတဦးဖြစ်ပါတယ်။ဒါကြောင့်အတီနာဟာမက်ဒူဆာကိုဒီလိုမျိုးကမ်းလှမ်းခဲ့ပါတယ်။အကယ်၍မက်ဒူဆာဟာဤဗိမာန်တော်မှာနေခြင်းရင်အတီနာရဲ့စီးနှင်းဖြစ်တဲ့တသက်လုံးအပြိုဘဝနဲ့ပဲနေပါမယ်ဆိုတဲ့အချက်ကိုစောင့်စည်းရမှာပဲဖြစ်ပါတယ်။ဒါမှအတီနာဟာမက်ဒူဆာကိုယောက်ျားရဲ့ရန်ကနေကာကွယ်ပေးမှာပဲဖြစ်ပါတယ်။မက်ဒူဆာဟာလည်းဒီအချက်ကိုလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ပဲမက်ဒူဆာဟာအတီနာရဲ့ဖုံးတော်မကြီးတဦးဖြစ်လာခဲ့ပါတယ်။တနေ့မှာမက်ဒူဆာဟာပင်လယ်ကမ်းစပ်မှာထိုင်နေတော့မက်ဒူဆာကိုပင်လယ်နဖျားပိုစိုက်တွန်ဟာမြင်တွေ့သွားခဲ့ပြီးဆွဲလန်းသွားခဲ့ပါတယ်။ဒါကြောင့်ပိုစိုက်တွန်ဟာမက်ဒူဆာစီသွားပြီးချစ်ရေးဆိုခဲ့ပါတယ်။ဒီအချိန်မှာမက်ဒူဆာဟာပိုစိုက်တွန်ကိုအတီနာစီမှာသူမဆိုခဲ့တဲ့တစ္ဆာအကြောင်းပြောပြပြီးညင်းဆိုခဲ့ပါတယ်။ပိုစိုက်တွန်ဟာလည်းအနုနီးတုံးလို့မရတာကြောင့်အကျန်းနီးတုံးခဲ့ပါတယ်။ဒါကြောင့်မက်ဒူဆာကလည်းအတီနာရဲ့ဗိမာန်တော်ထဲကိုပြေးခဲ့ရပါတယ်။အတီနာရဲ့အကာအကွယ်ဟာနဖျားဖြစ်တဲ့ပိုစိုက်တွန်အပေါ်မှာတော့ဘာမှမတက်ရောက်ခဲ့ပါဘူး။အဲ့လိုနဲ့ပဲမက်ဒူဆာဟာပိုစိုက်တွန်ရဲ့အဓမ္မပြုခြင်းကိုခံရပါတယ်။အတီနာဟာသူမရဲ့မြင့်မြတ်တဲ့ဗိမာန်တော်ထဲမှာဒီလိုညဉ့်ညမ်းမှုဖြစ်စေခဲ့တာကိုသိတဲ့အခါမှာဒေါသညှို့ကြီးစွာထွက်ပါတော့တယ်။ပိုစိုက်တွန်ဟာတရားခံဖြစ်တော်လေနဖျားတစ်ပါးဖြစ်တာကြောင့်သူမဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဒီအချိန်မှာသူမရဲ့ဒေါသတွေကို
မဒူဆာစီမှာပုံချခဲ့ပါတယ်။ဒါကြောင့်အတီနာဟာမဒူဆာကိုကျိန်စာတိုက်ခဲ့တယ်။ထိုကျိန်စာကြောင့်တစ်ချိန်ကလှပခဲ့တဲ့သပင်တွေဟာမွေအဖြစ်ကိုပြောင်းလဲသွားပြီးလှပတဲ့အပြာရောင်လင်းလေးတွေကလည်းကြီးမိသူတိုင်းကိုကြောက်အဖြစ်ကိုပြောင်းလဲသွားစေခဲ့ပါတယ်။အပြစ်ကျူးလွန်ခဲ့တဲ့ခန္ဓာကိုယ်အောက်ပိုင်းကလည်းမွေအဖြစ်ကိုပြောင်းလဲသွားစေခဲ့ပါတယ်။မဒူဆာဟာလူစစ်စစ်ကနေဂေါဂွန်ဘဝကိုပြောင်းလဲခဲ့ရပါတယ်။ဂေါဂွန်ဆိုတာလူတစ်ပိုင်းငွေတစ်ပိုင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။မဒူဆာဟာပင်လယ်ပြင်မှာသူမကိုသူမကြည့်ရင်ဝမ်းနည်းရတာကြောင့်မွေးကလေးကဂေါဂွန်အဖွေ့မွေးဖွားလာတဲ့သူမရဲ့ညီအမတွေစီကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒီကျိန်စာကြောင့်သူမဟာကြောက်ရွံ့မှုတွေနဲ့ပြင်းထန်နေတဲ့ဘဝကိုရောက်ရှိခဲ့ရပြီးသူမကိုယ်တိုင်နဲ့တခြားသူတွေအတွက်ပါအန္တရာယ်ရှိတဲ့သူတစ်ဦးဖြစ်စေခဲ့ပါတယ်။ဒါဟာမဒူဆာရဲ့တွင်ပြင်နဲ့မတူပဲသူမရဲ့ကြေကွဲဝမ်းနည်းဖွယ်ရာဇာတ်လမ်းတစ်ခုပါပဲ။ဒီနေ့ဇာတ်လမ်းလေးကိုတော့ဒီမှာပဲရပ်နားပါရစေရှင်။ဇာတ်လမ်းလေးကိုကြားရင် like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။